ဟာမင်္ဂလာပါဆရာကြီးဟာဟာဟိုဆရာကြီးဆရာကြီးစောရဲ့တိုင်းပွဲလို့ကျွန်တော်ရအားကြတာဆရာကြီးပြင်ရတယ်ကျွန်တော်တက်ဆန်းတော့အကုန်လုံးကျွန်တော်သိပြီးပါလားဆရာကြီး ဒါရောက်ပါတော့ ဒါပါလို့လည်းကျွန်တော်အမွားကြီးကို အမွာကြီးအမွာတရီကိုဗျ သူကတော့နည်းနည်းဖြူသွားတယ်ဖြူတယ်ဆိုတာကကျွန်တော်နေအောင်ကြည့်ပြီးတော့ဖြူသွားကျွန်တော်မုန်းချုပ်ပေါက်မွဲလို့ကျွန်တော်နည်းနည်းမဲသွားတယ်ဒါပေမဲ့ဆရာကြီးစိတ်ပြင်ရတယ်ကျွန်တော်လိုချင်တယ်ဆရာကြီး ဟောဒီအာဆီယံဆိုတာတော့တိုက်ခိုက်ရေးပညာတွေကိုဘာပါကွာဟိုဒေးရှိတယ်ဘုံဘုံရှိတယ်ဘုံလို့ရှိတယ်တိုက်ကွာလို့ရှိတယ်သူတို့ကတော့ကမ္ဘာအိုလံပစ်ပွဲတွေမှာရောက်တော့လူပညာကိုကမ္ဘာသိတယ်ကွာဟောတရားတို့မြန်မာတိုက်တယ်နေရကရားလာကျတော့ပညာကိုကြားတော့အချင်းချင်းချင်းခင်တယ်ပေါ့ဟိုတရားလေဒီပညာကိုပြတ်ွားခြင်းတယ် ဟာဆရာကြီးဒီပညာထင်သေးလို့ပဲရမယ်ဒီပညာဆိုတာဆရာလို့ရှိမှာတို့ရဖလားမပြောက်အမြဲထိနေတာဟာလေဟာကျွန်တော်အရင်လေးစားလိုက်ဆရာကြီးကျွန်တော်အဲ့ပညာသင်ပေးပါလားဆရာကြီး တင်းနေဆိုတော့ဒီရှင်းတော့ကတော့ကွာဒီပညာကိုသင်မယ်ဆိုရင်သစ္စာ၅ချက်သစ္စာဆိုရတယ်ကွာသုံးနှစ်သုံးဖို့ကွာဆရာဒီမှာလုပ်ကြပြရတယ်ကွာတော့ဒီဘက်ခေရောက်တော့ဒါတွေထားကွာဘို့တော့ရည်ရွယ်ချက်မှန်မှဆရာတင်လို့ရမှာမင်းတို့ရည်ရွယ်ချက်ကစမောတက်လုံးလို့တိုးစားမှာလားဒါမှမဟုတ်ဒီတိုင်းပြန်ပွဲတွေပါလေဝင်ပါလားဒါမှမဟုတ်တို့ရက်ွက်ထဲမှာပဲအောင်တော်လုပ်နေတာလားအဲ့လိုအလူရည်ချက်နဲ့ရည်ရွယ်ချက်ကောင်းမှသင်လို့ရမှာ ဟောဆရာအဲ့လိုမဟုတ်ပါဘူးဆရာမင်းသားဖြစ်နေတာမင်းသားဖြစ်နေတာ ဒီညီလေးလားစိုးဒီကောင်ရမောင်းရောခဏကိုလည်းမင်းကစားလိုက်ရင်ဒီကောင်မာသွားမှာအဲ့မစိုးဘူးစိုး မဟုတ်ဘူးလေမဟုတ်ဘူးလေ သူ့တင်ပေးမှာပေါ့ မဟုတ်ဘူးလေဆရာဘာလို့ပြောရမင်းသားသူ့ဘုံကျွန်တော်မင်းသားလုံးပါ